တာတရားရုံးမှာလက်မှတ်ထိုးရတာအဆင်ပြေတယ်မလား ပြေတယ်တော်တွေအခန်းပြောင်းသွားမှာ ဟောပြောင်းမှုသွားပြီလေ တော်တွေအခန်းပြောင်းသွားဆိုရင်အဲ့မိဖို့ကြောင့်ပေးနာအခန်းတော်ရောက်ခေါ်လာတယ် မဟုတ်တာတာရဲ့ဒီနဲ့မရဆိုတော့တခါနဲ့အတူတူနေရတယ် တော်တွေအဲ့ဒီအခန်းမှာတန်လို့အဲ့ဒီအခန်းမှာထားလာ ကိုဖောက်တားရကိုဘလို့စကားမျိုးပြောလိုက်တာလေ ဒီမှာစကားပြောတယ်မရှင်းဘူးလားမင်းကိုရှင်းရှင်းကြုံရဒီအိမ်မှာတော့မထားသင့်နားလေလား တာရဲ့သမီးလေးကိုတော့အဲ့လိုမပြောပါနဲ့ကိုယ် တော်တွေကျွန်တော်စိတ်ကိုသိရနော် သိပါတယ်တာရဲ့သိပါတယ် ကျွန်တော်စကားတွေအများကြီးမပြောတတ်ဘူးတော်တွေကျွန်တော်ပြောသူလို့တော်ရောက်အခန်းနဲ့ခေါ်လာလိုက်ဟောတော်တွေကောင်းမှသူ့ရဲ့ဝတ်စားတော့တွေကြီးတခါယူပါပြီလား